မငြင်းဘူးတော့မသိဘူးတော့ဖုန်းနဲ့လုံးတော့အမလို့ရိုက်ထားတယ်ဒီကောင်အရင်ကြောင်ကြလိုက်သူ့ဘာသူဘာပဲခိုးဗျာသိတယ်မလားအခုကလည်းတော်တော်လေးဆိုးတယ်ဗျာနော်အခုနောက်ပိုင်းနေရလဲဖမ်းမိတယ်ဆိုရင်အခုနောက်ပိုင်းမှမဟုတ်ပါဘူးကျွန်တော်တို့ဟိုရင်တော့ကလည်းသိရမလားဒါမျိုးတွေပဲရက်ကွက်တွေထဲမှာရွာတွေထဲမှာတွေ့မြင်ရတယ်တခိုးမိပြီးတခုခုမိပြီးဆိုရင်ဟိုလက်ဆွမ်းပြချင်တဲ့ကောင်တွေကများတယ်သိရကြိတ်မယ်လုံမယ်ပိုင်ရှင်ရလောက်ကြီးမဟုတ်ဘူးကွာဘေးပတ်ဝန်းကျင်ကကောင်တွေကသိရမလားထိုးမယ်ကြိတ်မယ်အဲ့လိုမျိုးတွေကြီးပဲတက်ဆိုင်ရာကိုအပ်ပါတက်တောင်းတက်တာနဲ့သူကသူလှုပ်တဲ့အပြစ်ကိုသူခံရမှာပဲသူထိုက်တန်တဲ့အပြစ်ကိုသူပေးဆက်ရမှာပဲဒါပေမဲ့အဲ့လိုမဟုတ်ဘူးဗျာတဲ့နော်ကျွန်တော်တို့ရက်ကွက်တွေထဲမှာမြင်ရတယ်ရွာတွေထဲမှာအရင်တော့ဒီလိုမျိုးပဲထိုးမယ်ကြိတ်မယ်ရိုက်မယ်ခိုးတာ1000နဲ့အရိုက်ခံရတာ3သိန်းဘူးအဲ့လိုဖြစ်နေတယ်ဗျာနော်ချွတ်ရင်အဲ့လိုထိုးကြိတ်တာတွေနဲ့အဲ့လိုလက်ချက်တွေနဲ့သိတယ်မလားအထဲထဲမှာအတွင်းကြည်ပြီးတည်သွားတာတွေရှိရဗျာနော်မလုပ်ပါနဲ့ဗျာနော်သူ့ဘောင်သူမရှိလို့လှုပ်ရှားတာတော့မှန်တယ်ခိုးတာတော့မကောင်းဘူးဒါပေမဲ့ခိုးတဲ့လူအဲ့လိုကြီးလှုပ်တာတော့ဒါလက်ခံလို့မရဘူးဗျာနော်တော်တော်ကိုမှစိုးတယ်ဗျာနော်ကြည့်ရတာလဲနော်ကဆက်ကြည့်အောင်ဗျာနော်မငြင်းဘူးတော့မသိဘူးတော့ဖုန်းနဲ့လုံးတော့အမလို့ရိုက်ထားတယ်ဒီကောင်အရင်ကြောင်ကြလိုက်ခေါ်လိုက်ဒီကောင်အရင်သွားကြောင်ကြခေါ်မပေးဘူးပါทำไมมิวอาซาบ้องที่เซเน่แหละเขาแต่เซเน่แหละเพราะว่าในคนละเซเน่แต่ละเขาใช้เป็นอะไรอยู่นะเดี๋ยวอะไรเนี่ยนี่นะเลย那么เราเป็นงานเนี่ยเขาไม่ใช่แบบเขามาอยู่ที่ไหนแค่เอาเสียอีกมามันเราต้องสั่งอาชีพเราอย่างนี้มาดันขอไม่เปล่ามาเลยเชียวเราพูดเลยမျိုးတွေပါလေ我这ခေါ်နေတယ်ဦးတော့ခေါ်ရတယ်ဝင်ခေါ်ပေးမယ်အမေမျိုးလိုက်ဝင်ခေါ်ပေးမယ်ခါလေးမခေါ်နဲ့နေတော့ခွဲတာပါအဲ့ခွဲတာမရဘူးတက်ချင်ဘယ်သားမှထိလုံးလာရေးအားလုံးပဲချစ်တဲ့ငယ်ချင်းတို့ရေဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျာကနော်တကယ်မြင်ရတွေ့ရတယ်လဲဆင်မကောင်းပါဘူးဗျာနော်မရှိလို့လည်းလှုပ်ရှားနေကြတကယ်မှမြင်ရတွေ့ရတာတည်းလဲတကယ်ကိုစိတ်မချမ်းမြေ့စရာတွေပဲဗျာနော်ကဲဗီဒီယိုဆောင်းကြည့်ရတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ